အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့ကျွန်တော်ကြက်အချင်းတန်ရဲ့လက်ဖက်စုံတော့ရတုတ်ဆောင်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဈေးရဝယ်လာတဲ့ကြက်အချင်းတန်ကိုကျွန်တော်စားရဆနွင်းရထည့်ပြီးတော့နေမှာဖြစ်ပါတယ်ခင်ဗျာကြက်ချင်းတန်လေးကိုရတာနေပြီးဆိုရင်တော့ကျွန်တော်ဟင်းချက်ဖို့အတွက်ပြင်ဆင်ပါမယ်ခင်းရင်ဒီကြက်သွန်ဒီတို့ကျွန်တော်ဘာလီးပါမယ်ခင်ဗျာအဝန်ပစ္စည်းကိုပြင်ဆင်ပြီးတော့ပြီဆိုတော့ကျွန်တော်အိုးထဲကိုစီထည့်ပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ကရဝေးရက်ကလေးထည့်ပြီးစီတက်ထားပါမယ်ကြက်သွန်ထည့်ပြီးထပ်စီတက်ပါမယ်ကြက်ချင်းနိုင်ချက်တဲ့အခါမှာကြက်ချင်းနိုင်ကအရင်အနံ့ပြင်းတာဖြစ်တဲ့အတွက်ကျွန်တော်ကရဝေးရစီယာလေးရထည့်ထားပါတယ်ခင်ဗျာအနံ့လေးပျောက်တော့ခင်ဗျာခုခန်းကြီးလေးထည့်ပါမယ်အရောင်လေးနဲ့စနွင်းမုံလေးရင်ထည့်ပါမယ်ပြီးရင်ငွေသီးမုံထည့်ပါမယ်ပါပရီကာပါပြီးတော့ဆိုရင်တော့ကျွန်တော်နေထားတဲ့ကြက်ချင်းနဲ့ထည့်ပါမယ်နော်ကြက်ချင်းနိုင်တွေကိုရတာစိတ်ဝင်တော့တခြားလေးထည့်ပြီးငွေလေးရပါမယ်ပြီးတော့ရတာအနေနဲ့ကျွန်တော်မမြိုင်ထည့်ပါမယ်ဒီလေးထည့်ပါမယ်ခင်ဗျာဒီချာလေးနှမ်းဆက်အောင်မှုေးပြီးဆိုရင်တော့ကျွန်တော်ဖုန်းလေးအုပ်ပြီးတော့နှက်ထားပါမယ်အင်းလေးနှက်ထားတဲ့အချိန်မှာတော့ကျွန်တော်လက်ဖက်တုပ်ဖို့အတွက်ပြင်ဆင်ပါမယ်ခင်ဗျာလက်ဖက်ကိုတော့အိမ်မှာပဲထောင်းပြီးတော့နှက်ထားတဲ့လက်ဖက်သုံးပါမယ်လို့ရှိရင်ချင်းရယ်ပန်းမုံလာစိမ်းကိုတော့ကျွန်တော်ရင်းနှွေးလေးစိန်ထားပါတယ်ဂေါ်ဘီခန်းညင်နီငွေသီးစိမ်းအများသီးတို့လိုဖြစ်ပါတယ်ဂေါ်ဘီရဲ့ခန်းညင်သီးကိုတော့ကျွန်တော်ပလေးလှိထားပါတယ်ခင်ဗျာအဲ့ဒါမှစားလို့အရင်ကောင်းမှာဖြစ်ပါတယ်ကြက်သွန်မျိုးကိုတော့ကျွန်တော်ပေါ်ကနေဖြိုးဖို့အတွက်ပါလေးထပ်လိထားပါခင်ဗျာပြီးရင်တမယာတိထည့်ပါမယ်ခင်ဗျာရတာအနေနဲ့ကျွန်တော်ငမြရိုက်ထည့်ပါမယ်ခင်ဗျာချင်းငံဆက်ဖြစ်တော့မှာပါစီထည့်ပါမယ်ခင်ဗျာကျွန်တော်ကတော့လက်ဖက်တုပ်တဲ့နေရာမှာပဲမုံလေးတစ်စုံလောက်ထည့်ပြီးတော့ပိုးကြိုက်တဲ့အတွက်ပဲမုံလေးတစ်စုံထည့်ထားပါတယ်ခုဆိုရင်ဟင်းဝကလည်းရေခမ်းပြီးတော့တော်တော်လေးစီပြန်လိုက်ဖြစ်တဲ့အတွက်ကျွန်တော်မီးပိတ်ပြီးတော့ချထားပါမယ်ခင်ဗျာနောက်ဆုံးမှာတော့ဟင်းနေကုန်လုံးပကံနဲ့ထည့်ပါမယ်ခင်ဗျာခုဆိုရင်တော့ကြက်ချင်းနိုင်ဟင်းလေးရတယ်မဆလာနဲ့မူးမွေးလေးနဲ့တအားကိုစားကျင်စရာကောင်းနေပါပြီပြီးတော့လက်ဖက်ကိုရှယ်လေးနယ်ပြီးတော့ကျွန်တော်ပကံထဲကိုထည့်ပါမယ်ခင်ဗျာဘတ်တုပ်ကလည်းချင်းငံဇက်ကလေးဆိုတော့ရမ်းကိုလက်ဖက်ညီပါတယ်ခင်ဗျာနောက်ဆုံးအနေမှာတော့ကျွန်တော်နှမ်းလေးဖြူပြီးတော့ဆုံးသက်ထားပါတယ်ခင်ဗျာအားလုံးပဲဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ